ISTF ပြန်ပွဲဝင်ရောက်ရှင်ပြန်မဲ့မြန်မာလေးစင်ပတ်ကြောင့်ချင်းအတင်းလေ့ကျင့်ရေးအစီအစဉ်လေးဖြစ်ပါတယ်ခင်ဗျာ Hello နာမည်ကြီးချင်းဝနာဆိုချင်းလေးဖြစ်ပါတယ်ဒီမှာ defense လုပ်နေတဲ့အာသာသမားရတန်းစင်ထုံးရဲတဲ့ရပိုင်ဦးနောက်ကနေပြီးတော့ချင်းလုံးကိုဒီဘက်ကိုသတ်ဆောင်နောက်ကနေပြီးတာပေးနေပြပါတယ်ချင်းလေးပြန်ပွဲတို့ ready ready ပဲကောင်းတယ်ကြွနေရမယ်ဒါကတော့ကျွန်တော်တို့ရဲ့မျိုးဆက်သစ်အာသာသမားဟောချစ်လွတ်ဖို့သူကတော့သူတငယ်ချင်းတွေကပီလီလို့နာမည်ပေးတာဒီနိုင်ငံသားကျွန်တော်တို့မနေ့ပြန်16ရက်နေ့မှာတိုင်ပွဲစတင်ရှင်ပြရမှာဖြစ်ပါတယ်ဒီနေ့15ရက်နေ့မှာတော့ဒီမလေးရှားနိုင်ငံရဲ့ဒေသစံတော်ရှင်9နာရီကနေ9နာရီထိလေ့ကျင့် training ဝင်ရတယ်ပေါ့နော်လေ့ကျင့်ချိန်ရတယ်ပေါ့ဆိုတော့ဒီက9နာရီဆိုရင်တော့ကျွန်တော်တို့နိုင်ငံမှာဆို9နာရီခွဲဖြစ်မှာပေါ့ဒီတနာရီခွဲกว่าတယ်ဟုတ်တယ်တနာရီခွဲกว่าဟုတ်တယ်ကျွန်တော်တို့ဒီဒါကတော့3အောက်တွဲလက်ပြန်မှာစတင်ကျင်းပမယ်လက်ပြန်မှာကျွန်တော်တို့3အောက်တွဲ review event နဲ့ quadrant 4အောက်တွဲ event ကို event နှမျိုးလုံးဒီဇိုင်းနဲ့စတင်ရှင်ပြရမှာဖြစ်ပါတယ်အဲတော့3အောက်တွဲပြန်ပွဲအတွက်လေ့ကျင့်နေတာဖြစ်ပါတယ်ခဏနေတော့ကျွန်တော်တို့4အောက်တွဲအတွက်လေ့ကျင့်အစီအစဉ်ကိုလည်းစတင်ပြင်ဆင်တော့မှာဖြစ်ပါတယ်ဒါတော့3အောက်တွဲအာသာနီအတွက်လေ့ကျင့်ပြင်ဆင်နေရတာဖြစ်ပါတယ်ပြန်နှွေးတော့ပေါ့ဗျာလေ့ကျင့်ပြင်ဆင်နေတော့မဟုတ်ပါဘူးလေ့ကျင့်တာတော့ကတ်မှာပြင်ကာလာလည်းလေ့ကျင့်လာပြီကျွန်တော်တို့ SGF Pocket ပြန်ဝင်ရောက်ရှင်ပြိုင်မဲ့မြန်မာလေးစင်အတင်းရဲ့လေ့ကျင့်အစီအစဉ်ဖြစ်ပါတယ်ဒီကတော့၄ရောက်တဲ့အာသာနီအတွက်၄ရောက်တဲ့အာသာနီအတွက်လေ့ကျင့်နေတာဖြစ်ပါတယ်ဒါတော့နာမည်ကြီးအာသာသမားဖြစ်တဲ့အဒစ်ကိုဇင်မင်းဦးဒီမှာလဲနောက်ဒီစားပြင်မှာတော်လေးကိုကောင်းတဲ့မျိုးလေးသူရဲ့အာသာချက်ကတော့ပုချင်းထိုးချင်းမကွဲတာရယ်မြန်တာရယ်ပေါ့နော်မျိုးလေးဖြစ်ပါတယ်ကျော်ဒါစီနံပါတ်ကျော်နံပါတ်4ညမင်းကတားကောင်းတယ်လို့ပြောနေတာအဲ့တော့မင်းပိုက်တဲ့ထိုးချလိုက်တယ်ဒါတစ်ခါလေးဖြစ်တတ်ပါတယ်ဟိုကကန်နေတာကတော့ချောင်းတိုက်ခေါ်ရန်ပိုင်ဦးလေကနေဖန်ပြီးတော့စပို့လုပ်နေတာကတော့ရက်ထက်ကတော့ကျွန်တော်တို့ဒါအမြဲတမ်းကောင်းတဲ့လူရှင်မှာအားကိုအားထားပြရတဲ့လူတယောက်လည်းဖြစ်ပါတယ်တော့ဒါတော့တိုင်းလက်ပေါ်ခွင့်တောင်းတော့တဲ့မင်းတန်းသူနဲ့မျိုးဆက်တဲ့အားသာမှရှင်းတဲ့ဖိုက်တာအောင်ကတော့အထက်နေပြီနော်ဖိုက်တာအောင်တော့အောင်ကြီးမင်္ဂလာပါဘာညာလှုပ်လိုက်အောင်ဒီမှာရိုက်ကွေးစီမှာမင်္ဂလာပါဒါတော့ရကူကိုအပီပြင်းဆင်နွှဲသွားမဲ့ကျွန်တော်တို့ရဲ့ဖိုက်တာအောင်ကျွန်တော်တို့ဒီနေ့လေ့ကျင့်ပြုလုပ်တဲ့ဝစ်စုံလေးကိုတော့ရော့ကာအချိုရည်မှဖန်ဖို့ပေးလိုက်တဲ့ဝစ်စုံလေးဖြစ်ပါတယ် Glory မျိုးစား Glory Sport Wear ဟိုဘက်ကတက်ပြီးရတော့ချင်းလုံးပို့ချင်းလုံးပို့လေးလည်းကောင်းနေကြသူခြေစားရင်းကနေတက်လာတဲ့အာသာသမားလေးပေါ့နော်အခုဒီ national မှာအတွက်ကိုကူပြောင်းနေတော့မဟုတ်ပါဘူးတကယ်တော့ဒါကြီးတော့မကွဲပြားပါဘူးဒါပေမဲ့နိုင်ငံခြားပွဲ first ပွဲပေါ့နော်သူပြန်ပွဲကြရင်လည်းခြေစားဒီထွက်ပြီးတော့ကစားနိုင်နိုင်မယ်လို့ယုံကြည်တယ် training မှာလည်းကျွန်တော်တို့မှန်ခဲ့တာတဲ့ကိုသူကစားနိုင်ပါတယ်။ဒီ၄ရောက်တဲ့စားပေးလေးတွေလည်းကောင်းတယ်။ဒီမှာကျွန်တော်တို့မြန်မာနိုင်ငံရဲ့လက်ရှိကောင်းဆုံးနောက်ထိန်လို့ပြောလို့ရတဲ့မောင်တန်းစင်ထွန်း။မင်္ဂလာပါလို့လည်းအောင်။ပါဗျာမင်္ဂလာပါရင်းတော့မလေးတဲ့တော့ဒါတော့တက်ပိုင်ဆိုးမင်္ဂလာပါနီးပြားကြီးဦးကျော်မင်းဆိုဖြစ်ပါတယ်
ဒါကတော့ကျွန်တော်ဒီတိုင်ဝမ်မှာအုပ်ချုပ်သူဖြစ်တာဝန်ယူထားတဲ့ဦးမြင့်မင်းထွေးဖြစ်ပါတယ်ကျွန်တော်တို့ ISGF World Cup တိုင်ဝမ်မှာ၄ယောက်တည်းဝင်ရောက်ရှင်ပြိုင်တော့မဲ့အားကစားသမား၄ဦးဖြစ်ပါတယ်ဒီမင်းဦးကအတိမျိုးလေးကိုအောင်မြကျော်ကျောင်းတိုင်းကိုရင်ပိုင်ဦးရှင်းလေးကိုရှင်းဝနာသောကျွန်တော်တို့ကတော့ဒီ၄ယောက်ကိုပမာအနေနဲ့တည်ထားပါတယ်ခင်ဗျာဒီအားသားသမားအနေနဲ့မောင်ချင်လုံးပိုရမောင်တက်ပိုင်စုရပါဝင်ရှင်ပြိုင်တော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီကျင့်ချိန်ကတော့တစ်ချိန်ပဲရပါတယ်ကျွန်တော်ညနေပိုင်းကတော့ဟိုတယ်မှာပဲရှင်ပြတဲ့နေရာမှာဘောဘာပြုတ်လေးချင်းကလေးပြုလို့ကြောလျှော့တာလေးပဲလုပ်လို့ရပါမယ်ရတဲ့အချိန်လေးမှာ3ယောက်တက်တော့4ယောက်တက်တော့အကုန်လုံးတော့အဆင်ပြေအောင်ကျွန်တော်လေ့ကျင့်ရတာဖြစ်ပါတယ်အခုလေ့ကျင့်နေရတော့4ယောက်တွဲ quadrant အမျိုးအစား quadrant event အတွက်လေ့ကျင့်ပြင်ဆင်နေတာဖြစ်ပါတယ်အခုစားပြီးထိုးနေတဲ့အားကစားသမားမောင်ချလွန်းဖို့သူစတဲ့အားကစားသမားဖြစ်ပါတယ်တစ်ဖက်ကနေဇင်မင်းဦးအောင်မြကျော်မျိုးလေးအောင်မြကျော်ကိုမျိုးလေးကျောင်းတိုက်ကိုရန်ပိုင်ဦးရှင်းလေးကိုရှင်းဝနာစောဘုရားက၄ယောက်ကတော့လိုင်းနဲ့ကစားမဲ့၄ယောက်ဖြစ်ပါတယ်ဒီဘက်ကအားကစားသမားတွေကတော့သူတို့လေ့ကျင့်အဖြစ်ပေးပြီးတော့လေ့ကျင့်ပေးနေတဲ့အစီအစဉ်လေးဖြစ်ပါတယ်ဦးတည်ပေးလိုက်တာမျိုးလေးဒါကျောင်းတိုင်းဒါကျွန်တော်တို့ဒီပြဲကျော်မင်းစိုးနဲ့ဒီကျွန်တော်ဘောင်မျိုးဆွေးဒီပြဲကြီးဆောင်ရနေပါတယ်ကျွန်တော်ကတော့ရိုက်ကွေးဘန်းကိုလည်းနည်းနည်းပြနေတာပေါ့ခင်ဗျာမရိုက်တဲ့အချိန်မှာလေ့ကျင့်ကိုပူပါတယ်အရင်လည်းမခွဲနဲ့ဒါလေးအရင်လည်းစိုးရင်ပြီးမခွဲနဲ့ကြောဘလို့ကိုပုံမှန်လေးလေ့ကျင့်လာတဲ့အတိုင်းပဲကန်အဲ့ဒါကိုရက်ထက်Okay, never mind. ဟိုကျွန်တော်ဘွေအတိချီကိုဘက်တာလေးနဲ့ကောက်တဲ့အချင်းလေးရအောင်ကောင်းတယ်ဒီပြန်လာတော့ရှင်းလေးကိုရှင်းဝနာဆိုဖြစ်ပါတယ်